မွန်ဟင်းကားဆိုလို့ရှိရင်လေထမင်းချမ်းကဲလေးနဲ့မှစားတတ်တဲ့သူတွေရှိလားသူများတွေတော့မသိဘူးကိုရီးယားတော့လေမွန်ဟင်းကားဆိုလို့ရှိရင်ထမင်းချမ်းကဲလေးနဲ့မှတင်းတိမ်တာမျိုးဒီနေ့လဲမနှက်စာကိုမွန်ဟင်းကားလေးပဲစားလိုက်တယ်ထုံးစံတိုင်းပဲပဲကြော်လဲထည့်မယ်အီချာကွေးရလဲမပါမဖြစ်ပဲနက်မင်လေးထည့်မယ်ငပြောပင်ပန်မများနဲ့ဟင်းရည်လေးလဲထည့်လိုက်မယ်ရှောက်သီးလေးလည်းညှစ်လိုက်မယ်ပြီးလို့ရှိရင်တော့ထမင်းချမ်းကဲလေးပါထည့်ချပလိုက်မယ်ပွဲတိုင်းကြော်တဲ့အလောမုတ်ကလေးကိုထည့်ပြီးရင်တော့အခုလိုစားကျင်စပွဲကောင်းတဲ့မွေးငါးလေးရပါပြီခင်ဗျာကြိုက်တယ်ဆိုရင်မန်းခဲ့ပေးအောင်နော်အခုတော့စားလိုက်ပါဦးမယ်တတာ